တီလာပြည့်ရဟန်းနဲ့မူဆိုးမာယာဇလန်လီကတော့ဒီလိုပြလုံဟဲတဲ့နှစ်ပေါင်းများစွာကထိုင်းနိုင်ငံတောင်ပိုင်းကဖုန်ကြီးကျောင်းတစ်ကျောင်းမှာဥပင်းစင်းနီဆိုတာရှိခဲ့ဘူးလေအဲ့ဒီခေတ်ကအဲ့ဒီကျောင်းဟာအစီကားဆုံးနဲ့အတိုးတက်ဆုံးအချိန်ပေါ့ဘာလို့လဲဆိုတော့ဥပင်းစင်းနီဟာဟောပြောကောင်းတယ်စကားပြောအလွန်ချိုပြီးလူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့ဝါသနာပါသူတယောက်ဖြစ်လို့ပဲဒါကြောင့်လေတကာမတွေကကြီးညိုလွန်းလို့အလူငွေတွေကထိန်လူတွေဆိုတာနှစ်စဉ်သိန်းတန်းချီပြီးစီးဝင်နေတာမို့ဒါပေမဲ့ငွေနောက်မှာလောဘဆိုတာကပ်ပါလာတတ်တယ်အစာပိုင်းမှာတော့ဥပင်းစင်းနီကအလူရှင်တွေရဲ့ဆက်နာအတိုင်းပဲလူပြီးပါတယ်ဒါပေမဲ့ကြားလာတော့ငွေတွေကတောင်လိုပုံးလာတော့ဒီတော့ဥပင်းစင်းနီရဲ့စိတ်ထဲမှာဒီငွေတွေကိုဘယ်မှာပဲထားမယ်စားအပြစ်မှာအတိုးချစားရင်ပိုမြတ်မွေလားဆိုတဲ့အတွေးမျိုးဝင်လာခဲ့တယ်ဒါဟာယဟန်တွေမလွတ်အပ်တဲ့လို့ဆိုလားသူသိပေမဲ့လောဘကမျက်စိကွယ်စေခဲ့တာပေါ့တကားတွေကမေးရင်လေဒီငွေတွေကငါ့တို့မဟုတ်ဘူးကျောင်းတွေပဲသိမ်းထားရက်နဲ့တိုးပွားအောင်လုပ်တာပါလို့စင်ချေပေးပြီးအတိုးချတဲ့လုပ်ငန်းကိုလုပ်ခဲ့တယ်အဲ့ဒါတည်းမကားသေးဘူးဗျဥပင်းစင်းနီကထီကနန်းပေးတာလဲအရန်နာမယ်ကြီးတယ်သူကစက်ကူလေးပေါ်မှာကနန်းတွေရေးပြီးတကားတွေကိုဝေပေးတယ်တယောက်နဲ့တယောက်ကနန်းမတူရဘူးသူများပေးမကြည့်ရဘူးကြည်ရန်ကနန်းကပြောင်းသွားတတ်တယ်ဆိုပြီးအဆောင်ရောင်းတွေနဲ့လက်စားခဲ့တာလူတရားကိုကနန်းတရားပေးရင်တယောက်တော့ပေါက်မှာပဲလीအဲ့ဒီပေါက်တယ်သူကသွားပြီးတည်င်းလွင့်တော့ဥပင်းစင်းနီဟာနှစ်ဖျားတစ်ပါးလိုလူကြီးညိုမှုတွေစီးစိမ်တွေဒါပေမဲ့ဥပင်းစင်းနီရဲ့ဘဝဟာမချောဆိုတဲ့မူဆိုးမှာတယောက်နဲ့တွေ့တော့မှပြောင်းလဲသွားခဲ့တယ်မချောကဥပင်းစင်းနီမှာငွေတွေအများကြီးရှိတာသိတော့ဒီဖုန်ကြီးကိုငါးယောက်ျားတော်လိုက်ရင်ငါဘဝတသက်လုံးသက်သာပြီးဆိုပြီးအကြံထုတ်တော်တာပဲသူဟာအရင်ကဖျားเจ้าကန်တခါမှမသွားဘူးပေမဲ့နေတိုင်းစွန်းလောင်းတရားနာဆိုပြီးဥပင်းစင်းနီကိုချင်းကပ်ပါတော့တယ်ဥပင်းစင်းနီကငငယ်ကလေးကဝစ်လာတာဆိုတော့မိမမာယာကိုမသိဘူးမချောရဲ့တပြူအစုအယူရွာတွေကြားမှာဥပင်းစင်းနီဟာသာသနာပေါင်ကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်တယ်သူထပ်ပြေးတဲ့အခါမှာလဲကျောင်းကပိုင်တဲ့အလူငွေဆယ်တန်းနီးပါးကိုမိမိနာမည်နဲ့လွဲပြောင်းပြီးမချောနဲ့အတူတခြားနယ်ကိုလူဝစ်လဲပြီးနှစ်ရက်လောက်ပဲရှိသေးတယ်မချောရဲ့ဇာတိယုတ်ကထလာရောသူမကလင်အိုကြီးကိုညီငွေလာပြီးလူငယ်လေးတစ်ယောက်နဲ့ဖောက်ပြန်လာတယ်ဦးပင်စင်းဒီကိုလည်းအမျိုးမျိုးလှည့်စားပြီးပိုင်ဆိုင်သမျှဖြစ်စည်းတွေကိုသူမရဲ့နာမည်အောက်ရောက်အောင်လုပ်ခဲ့တယ်နောက်ဆုံးမှာတော့မချောဟာသူမရဲ့လင်းငယ်ကိုအိမ်ဖော်ခေါ်လာပြီးဦးပင်စင်းဒီကိုအဝတ်တစ်ချက်ကိုတစ်ခုနဲ့အိမ်ဖော်ကနှင်းချလိုက်ပါတော့တယ်ဦးပင်စင်းဒီကအဲ့ဒီတော့မှနောင်တာတို့ရလာခဲ့တယ်ငါဟာသာသနာပေါင်မှာနေပြီးတခါမတွေကိုအတားမတွေတင်ပေးခဲ့တယ်ဘာသာ